ယထာကြီးတဲ့ကြောင့်ဘူတာမှာရက်လိုက်တဲ့အချိန်မှာဘူတာယုံကြီးတစ်ခုလုံးကတင်းချိုင်းကုန်းတစ်ခုလို6ကက်ငိန်တက်နေပါတယ်။ဦးမင်းမင်းဟာသူ့အစီအစဉ်အတိုင်းသမီးလေးကိုခေါ်ပြီးတခြားလူတွေနဲ့လမ်းခွဲကစစ်ပိုစီကရထားတဲ့တီးတက်လမ်းကြောင်းစီကိုတွားဖို့ပြင်ပါတယ်။သူဟာသမီးလေးလက်ကိုဆွဲပြီးဆူဆူဒီဘက်ကိုလာဖေတို့တီးတက်သွားမယ်လို့ပြောပေမဲ့သမီးလေးဆူဆူကတော့အားလုံးနဲ့အတူတူသွားချင်နေပြီးသူ့အဖေရဲ့တကူကောင်းဆန်မှုကိုစိတ်ပြက်နေခဲ့တယ်။သူတို့တွေအောက်ထပ်ကိုဆင်းသွားတဲ့အခါမှာတော့မြင်ကွင်းကတကယ်ကိုတွေးပစ်စရာပါ။ဘူတာထဲမှာရှိတဲ့စစ်သားတွေအားလုံးဟာကူးစက်ခံထားရပြီးသားဖုတ်ကောင်တွေဖြစ်နေကြပါပြီ။သူတို့ဟာစစ်ဝတ်စုံတွေနဲ့တွေးတွေပေးကြံနေတဲ့မျက်နှာတွေနဲ့လူသားတွေကိုမြင်တာနဲ့အငမ်းမရအုပ်စုလိုက်ခုံအုပ်လာကြပါတယ်။ပြေးကြတော့အပေါ်ကိုပြန်ပြေးကြဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူလူတွေအားလုံးယထာစီကိုအသေးအတန်ပြေးကြရတယ်။ဖုတ်ကောင်စစ်သားတွေဟာတာမန်လူတွေထက်ပုံမြန်ပြီးပိုတန်မာတာကြောင့်အန်ရကပိုကြီးနေပါတယ်။ကိုထွန်းထွန်းဟာသူ့ရဲ့ဇနီးသည်မနှင်းကိုကာကွယ်ရင်းဖုတ်ကောင်တွေကိုလက်ပလာနဲ့ထိုးနှက်တိုက်ခိုက်ခဲ့ရတယ်။ဦးမင်းမင်းလည်းသမီးလေးကိုအန်ရကင်းအောင်မနှဲပွေ့ချီပြီးယထာစီပြန်ပြေးခဲ့ရပါတယ်။ဖုတ်ကောင်တွေကအနောက်ကနေအုပ်စုလိုက်လာတာကြောင့်ဘူတာယုံမှန်တကားတွေတောင်ကွဲထွက်ကုန်ပါတယ်။ဒီရုံးရင်ဆန်ခတ်မှုကြားမှာဦးမင်းမင်းကိုထွန်းထွန်းနဲ့ចောင်းသားလေးတစ်တိုက်ဟာတခြားလူတွေနဲ့လူစုကွဲသွားပြီးဘူတာထဲမှာပိတ်မိကြံခဲ့ပါတယ်။သမီးလေးစုစုနဲ့မနှင်းတို့ကတော့ယထာဘော်ကိုအချိန်မီရောက်သွားပေမဲ့သူတို့ရှိတဲ့တွေကဖုတ်ကောင်တွေဝိုင်းထားလို့အိမ်သားထဲမှာပုန်းနေကြရပါတယ်။ယထာကြီးကတော့စတင်ထွက်ခွာနေပါပြီ။ဦးမင်းမင်းတို့ဖွဲ့ဟာအချိန်နဲ့ထွက်သွားတဲ့ယထာနောက်ကိုအသက်လူပြေးလိုက်ကြရတယ်။ကိုထွန်းထွန်းကယထာတကားကိုအတင်းဆွဲဖွင့်ပြီးအားလုံးကိုအပေါ်ရောက်အောင်ဆွဲတင်ခဲ့ရပါတယ်။သူတို့တွေယထာပေါ်ရောက်သွားပေမဲ့သူတို့ချစ်ရတဲ့သူတွေကတွဲ73နဲ့မှပိတ်မိနေတာပါ။သူတို့ရောက်နေတာကတွဲကိုအကြားထဲမှာဖုတ်ကောင်တွေပြည့်နေတဲ့တွဲလေးတွဲကိုဖျက်ကျော်ရအောင်မှဖြစ်ပါတယ်။ဦးမင်းမင်းဟာသူ့အမားတွေအတွက်နောင်တရနေပြီးငါသမီးကိုငါကိုယ်တိုင်သွားခဲ့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ်။